ကိုယ့်ရဲ့ idea အတိုင်းလုံးမယ်လို့မဆုံးဖြတ်သေးဘူးလို့ကိုပြောတာ ကိုတို့ခေါင်ကကျန်ဘလို့ idea မျိုးနဲ့လုပ်မယ်လို့စဉ်းစားထားတယ်ကိုလေ့လာနေတဲ့စိတ်ပညာကဏ္ဍနဲ့အကျုံးဝင်အဲ့စိတ်ကဒီနေ့မှလည်းကိုဖြစ်လာတကြမှာပုံသဏ္ဍာန်အမျိုးမျိုးနဲ့ပျော်နေတဲ့လူတွေရဲ့သဘာဝအဲ့ဒီသဘာဝဘလို့စိတ်မျိုးကြောင့်ဖြစ်လာတယ်ဆိုတာကိုအချင်းပေးပြီးလေ့လာကိုတို့ခေါင်ပြောရဲအဲ့ idea ကစိုးပဲရင်းကြီးလေလေလူတွေနဲ့အလုပ်လုပ်ပြီးလူတွေအကြောင်းလေ့လာဘူးမေ့နေတာဒီကိုတို့ကောင်ထောက်ပြမှာပဲတတိယတော့လေတော်ပြီဒီနေ့တကြရင်ရင်းနဲ့ရင်မကစားတော့ဘူးအသိမြင်လေးတစ်ခုရအောင်ကိုတို့ကောင်နဲ့လိုက်ပြီးလေ့လာဟာမကစားမနေပါနဲ့ရှင်ကြီးရင်ကြီးကအလုပ်တွေလုပ်ပြီးအာရုံရင်နဲ့မွန်းကျက်နေတာအဲ့ဒါကြုံတုံးကြုံကိုက်ပျော်ရွှင်မှုတွေနဲ့ရေဆေးပလိုက်ဆောင်နော်ရင်းကြီးမှာကစားစံနေရမရှိဘူးကိုတို့ကောင်ရဲ့နောက်ပြီးခိုးနှစ်ယောက်ကလည်းအကုန်လုံးဖြတ်သိမ်းလိုက်ပြီဥစ္စာရင်ကြီးရဲ့လုတ်ဖို့ကိုင်ဘက်တွေကိုသူမန္တလေးလုတ်ပြီးရေကစားပါကိုလည်းတဘာဝကိုလေ့လာမယ်လားပြောတာပါတကယ်တမ်းမွန်းကျက်ရင်တကြရဲ့ထုံးစံအတိုင်းရေကစားမှာလေအဲ့လိုအခြေအနေမျိုးနဲ့ကြုံလာရင်ရင်ကြီးရဲ့မတ်တက်လို့ရှိရဖို့တဲ့အဆင်ပြေအောင်ကိုတို့ကောင်တကယ်ကစားမယ်ဆိုရင်ဒီနေ့မန်းလက်ဆောင်မယ်ကြည့်ပေးနိုင်ပြီဟာကိုမလိလာပြန်လေးရရှိနေပြီဒါမဲ့တရက်တော့ကိုခရီးပြီဘယ်နေ့လဲတက်နေကဲကိုဖိုးရဲ့အစီအစဉ်တွေကိုလည်းကျွန်တော်တို့ပြောပြအောင်ဝိသားစင်ကိုကြက်ခါနွေဥကိုကြက်ရင်ရင်းတွေတက်နေနှစ်ပိုင်းမှာကိုတို့လဲပဲညနေပိုင်းမှာမန်တက်မှာရေကစားအဲ့တော့ကျွန်တော်ကမလုပ်အရင်နှစ်တည်းမင်းတို့ပါရီလောက်ခဲ့အေးဒီနှစ်အဲ့အတိုင်းဆက်လို့